လည်းမတွေ့တော့ဘူးအပြင်သွားရင်ဘာဝိရမှမသိရဲ့ယောဂဖြစ်လာတယ်ဆရာလည်းတော့အဲ့ယောဂဘယ်တော့မှပြောင်းပါလဲအပြင်သွားရရှိပါရဲ့ဆိုတော့ဟိုဆရာလည်းမတွေ့တော့ဘူးအင်ကြီးရလည်းဒီကလာပဲမွေးနေရရှိပါရဲ့ဆိုသူလည်းအစမပြေသေးပါဘူး Hello ဟာနာကန်နာအပြင်သွားရင်ဘာဝိရမှမသိရဲ့ယောဂဖြစ်လာတယ်နိအခုလည်းဘာမှဝိဆရာမရှိဘူးအဲ့ဒါကြောင့်မို့ကန်နီကလည်းတော့အဲ့ယောဂဘယ်တော့မှပြောင်းပါလဲအမြဲဘာဝိဆရာမရှိဘူးဆိုတာကြီးပဲအဲ့ဒါလိုက်လေဟာနာလက်ရှိကောလာဆိုင်ကနာလိုက်ပို့ပေးမယ်လေဟာနာလေးအဲ့မှာပဲဝင်နေကြအဲ့မှာဘာရှိရအောင်ကန်နီရဲ့ fashion ပြဿနာတွေအားလုံးကိုဖြေရှင်းပေးနိုင်တဲ့ import brand collection ဆုံးနေတာရောက်နေပြီကန်နီရဲ့ဟုတ်လားဟာနာကိုရှုံလိုက်ကန်နီကြွားစီရမယ် Okay အဲ့ဆိုရင်တော့ကြမယ်အဲ့ဆိုဟာနာခဏလေးထွက်လာနိုင်မယ် Okay see you နော်မင်္ဂလာပါရှင် Luxury Corner မှာကြိုဆိုပါတယ်ရှင်ဒါလေးထုတ်ပြပါနော်ရှင်းမယ်ရှင်းကြည့်ပြရရရှိလား ခေပြရရတယ်ရှင်
ဟိုကလေပစ္စည်းလေးကကြာ2သိန်းကျော်သွားတော့လေ promotion လေးရပါတယ်ရှင်ဟုတ်ကဲ့ promotion လေးရတဲ့အပြင်ကိုမတော့ BRM ကလေးတက်ကပ်ပါရပါတယ်ရှင်ဟုတ်ကဲ့ရှင် အာအစားရဒီဆိုင်ကိုခေါ်လာတဲ့နာအရင်စင်ပြီးရယ် ကန်တို့ပြောပါရဲ့ကန်ကြီးကြွားပါမယ်ဆိုမှာ နောက်အမြဲဒီဆိုင်မှာပဲလာဝယ်မယ်โอเค ပစ္စည်းလေးရပြီရှင်မ ဟုတ်ကဲ့ပါ ရှင်းကြ BRM ကလေးပါရှင် ဟုတ်ကဲ့ပါ ကျေးဇူးများတင်ပါတယ်ရှင်နောက်လည်းလာပေးပါဦးရှင် ကဲပါရှင်ကျေးဇူးတင်ပါတယ်နော် ဟုတ်ပါရှင်